အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Gmail account တစ်ခုရှိအောင်နဲ့အဲ့ဒီ mail နဲ့ထပ်ပြီးတော့ဗောနော် Gmail account တွေထပ်ပွားပြီးသုံးလို့ရတဲ့နည်းလမ်းလေးကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ ChatGPT ကိုတွားမယ်တွားပြီးတော့ကျွန်တော် note ကနေယူလာတယ်နော်စောနာပုံလေးကိုချလိုက်မယ်အဲ့ဒီပုံလေးကိုချလိုက်ပြီးဆိုရင် ChatGPT ကျွန်တော်တို့ Gmail တောင်းနေမယ်ကျွန်တော်တို့မူရင်း Gmail အဲ့ဒီ Gmail address ကိုကျွန်တော်ကချပေးလိုက်ဗျာโอเคဒါကျွန်တော်ရဲ့ Gmail เนาะအဲ့လိုချပေးလိုက်တော့သူကဒါကိုပုံစံကိုเนาะအခုတရထပ်ပြီးပွားပေးလိုက်မယ်အခုတရလောက်ဆိုရင်တော့အဆင်ပြေပြီအဲကြောင့်ကျွန်တော်ပုံအဲတရထုတ်ပြီးလို့ရအောင်ကျွန်တော်ကပုံရေးထားတာပါเนาะတကယ်လို့အခု1000ထုတ်ချင်တယ်ဆိုလည်းရအခု90ထုတ်ချင်လည်းရတယ်အခု1000ထုတ်ချင်လည်းရတကယ်လို့10ခုလောက်ပဲလိုရဆိုရင်ဒီမှာသူက100ဆိုတဲ့နေရာမှာ10ပြောင်းလိုက်ရင်ရရဗျာเนาะအဲဆိုရင် Gmail account 10 account ပွားပေးလိမ့်မယ်Okay ဒီမှာဒီရရင်နော်ဒီမှာ Gmail account အခုတရထပ်ပွားပေးထားပါတယ်နောက်ဆုံးမှာဒီမှာ copy ဆိုတာရှိရတွေ့လားအဲ copy ဆိုတာလေးကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ note ထဲကိုပြန်သွားပြီးတော့အဲ့ဒီ Gmail တွေကိုပိတ်ချထားလိုက်ပါဗျာစိတ်ထားလိုက်ပါ Okay စစ်ထားပြီးတော့သုံးမိသား Gmail ကျွန်တော်ကပြန်သုံးမိမှကြောက်လို့ပေါ့နော်အဲ့ဒီ Gmail ကိုယူပြီးတော့အဲ့ဒါကတ်နေတာယူလိုက် copy နဲ့မယူနဲ့နော်ကတ်လို့ယူလိုက်ဒီထက်မှတွေ့လား69ခုပဲကျန်တော့ Okay အဲ့ဒါနဲ့ဘယ် AI မဆိုကျွန်တော်ကသုံးလို့ရတယ်နော်ပထမဆုံးကျွန်တော် ChatGPT မှာထပ်ပြီးတော့ပွားတုံးတဲ့ဟာနဲ့ log in ဝင်ပြမယ်ဗျာဟိုငကိုရှိတဲ့အကောင့်လေးကိုကျွန်တော် log out ထွက်လိုက်မယ်log out ထွက်ပြီးတော့ကျွန်တော်ဒီအကောင့်လေးနဲ့ log in ဝင်ရဒီအောက်ဆုံးမှာနော် log in ဆိုတာရှိတယ်အဲဒီမှာ email ဆိုတဲ့နေရာမှာစောနာကျွန်တော်တို့ဖြတ်ထုတ်လာတဲ့ဒီ Gmail ပေါ့နော် Gmail အပွားလေးကိုထည့်ကုန်လေးကြီးကိုနှိပ်ပြီးဒီ password ဆိုတဲ့နေရာမှာဒီလားကြိုက်တာထည့်လို့ရရနော်ထည့်ချင်တာထည့်ရရထည့်ချင်တာထည့်လိုက်လို့ဒီအောက်မှာ continue ဆိုတဲ့ဟာလေးပေါ်လာပြီဆိုရင်ရက်လိုက်ရက်ပြီးတော့နှိပ်လိုက်လို့ရရ subscribe my channel ပေါ့နေထိုင်စေပန်းခင် continue နှိပ်လိုက်ဒီမှာတွေ့လား OTP code အဲ့ဒီ code ကိုကျွန်တော်က Gmail ကိုတွားမယ် Gmail မှာကျွန်တော်တို့ရဲ့မူရင်းဒီ Gmail account မှာ code ကြမှာ account လေးဘယ်နှခုပွားပေါ့နော်ဒီမူရင်းကိုပဲ code ကြမှာတွေ့လား470573 470573ထည့်လိုက်မယ် continue နှိပ်လိုက် Okay full name နဲ့ full name ဆိုနာမည်ကြိုက်တာပေးဗျာနာမည်ကတော့ပြဿနာမရှိဒီမှာကိုယ့်ရဲ့မွေးနေ့ဆိုတဲ့နေရာပေါ့နော်အသက်ကို18နှစ်လောက်ပြည့်အောင်ထားရမယ်ဗျာခုနှစ်ကိုပဲပြောင်းလိုက်လေလား18နှစ်ပြည့်ရင်Gmail သုံးလို့ရတယ် ChatGPT သုံးလို့ရတယ်နော် Okay အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ ChatGPT နောက်ထပ် account လေးတစ်ခုထပ်ပွားပြီးတော့သုံးမိတာဖြစ်သွားပါပြီဒီနည်းလေးကိုတခြား AI နေမှာလဲပေါ့နော် free ပေးတဲ့ဟိုဟာလေးတွေအရင် point လေးတွေပါလေးကိုခဏသုံးနေတယ်ဆိုရင်ဒီလိုမျိုးပွားပြီးသုံးလို့ရပါတယ်နော်တွေ့လားနေဒီမှာပွားတုံထားတဲ့ Gmail အကောင်လုံးပဲအဆင်ပြေကြပါစေနားမလည်ရင်လည်း comment မှာမေးပါအမနာတဲ့မေးပါမေးမှကျွန်တော်ကဖြေပေးလို့ရမှာပါကျွန်တော်သိသလောက်ပြန်ဖြေပေးပါမယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပါနောက်ဆိုရင်လည်းဒီလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုလေးတွေထပ်တင်ပေးတော့ပါမယ်အားလုံးပဲ see you